ကွာလာရှုံးတဲ့အဆင့်ပထမဆုံးကိုသွင်းယူပြီးဘယ်သူမှလိုက်မမေနိုင်မဲ့စံချိန်ကိုတင်ရှိလိုက်တဲ့စီဂျီရိုနယ်တို့ပရိသတ်များလုံးမင်္ဂလာပါများရှေးရိုအိုင်ဘက်ခွန်ရှေကိုအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဒီပွဲဟာဘောလုံးကားရဲ့ကြီးကျယ်ခမ်းနားတဲ့ကနဝင်ကစားမကြီးနှစ်ယောက်ဖြစ်တဲ့အသက်42နှစ်အရွယ်ခရစ္စတီယာနိုရိုနယ်ဒိုနဲ့အသက်40အရွယ်လူကာမိုတွစ်တို့ကမ္ဘာလားစင်မြင့်ထက်မှာနောက်ဆုံးအကြိမ်ထိလိုက်တွဲဆုံခြင်းဖြစ်နေတာမို့တကမ္ဘာလုံးကအထူးတည်းစောင့်ကြည့်ခဲ့ကြတာပါရဲဒိုဘော်ဂီအတွက်232ပွဲမြောက်အပြင်ပါဝင်ကစားခဲ့တာဖြစ်ပြီးမိုတွစ်ကတော့ခရိုအေးရှားအတွက်202ပွဲမြောက်အပြင်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ပရိုင်မာဘော်ဂီတင်းကဘောလုံးပိုင်းဆိုင်မှု69ရာခိုင်နှုန်းအထိယူထားပြီးကွင်းလယ်ကိုလုံးဝစိုးမိုးထားနိုင်ခဲ့ပါတယ်။ဘော်ဂီတိုင်းစစ်ကကန်ချက်6ချိန်အထိရရှိခဲ့ပြီးခရိုအေးရှားကသမားလီဗာကိုဗီရဲ့လက်စွမ်းမြကာကွယ်မှုတွေကြောင့်ပရိုင်မာဂိုးမရပဲဂိုးမရှိသေးကြနေခဲ့ပါတယ်။ဒုတိယပိုင်းပွဲချိန်53မိနစ်မှာတော့ခရိုအေးရှားတင်းကဥဆောင်ကိုစတင်သွင်းယူသွားခဲ့ပါတယ်။နောက်တောင်ပိုင်းကနေစတန်နီစစ်ရဲ့ဖျက်တင်ပေးဖို့မှုကိုဝိုင်းတိုင်းစစ်ကစားမအိုင်မန်ပရီစစ်ကဘော်ဂီဂိုသမားကော့စတာကိုဖျက်ချော်ကသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာဘော်ဂီနီးပြဟာပွဲကိုပြောင်းလဲပြဖို့အတွက်ကစားမ၄ယောက်ထိတပြိုင်နက်တည်းလူစားလဲခဲ့ပါတယ်။ဗီဒီညာနေရာမှာဘာရိုဆေးဘာပတ်ထိုနယ်တိုနေရာမှာဖရန်စစ်ကိုကွန်စီဆာဘရူနိုဖာနယ်နေရာမှာဂွန်ကာလိုရာမိုနဲ့ဂျိုအာကန်ဆယ်လိုနေရာမှာနက်ဆင်စီမီလိုတို့ကိုထည့်သွင်းခဲ့ပြီးဒီအပြောင်းလဲကဘော်ဂီတိုင်းစစ်ရှင်ကိုတိတိတသားမြင့်တင်ပေးနိုင်ခဲ့ပါတယ်။ပွဲရင်65မိနစ်မှာပေါ်တူဂီအသင်းတောင်းခံမရရှိစဉ်မှာခရိုအေးရှားကွင်းလယ်လူပလာစစ်ကပေါ်တူဂီနောက်ခံလူရီနာဒိုဗေဂါကိုစီးကျဲဧရိယာအတွင်းဆွဲကင်ထားခဲ့တာကိုဗီယာစနစ်နဲ့စစ်ဆေးတွေ့ရှိခဲ့လို့ပေါ်တူဂီအသင်းပနတီရရှိခဲ့ပါတယ်။အဲဒီပနတီကိုပွဲချိန်68မိနစ်မှာရဲဒိုကအလဲတစ်တစ်ကိုအေးစီးစီးကန်သွင်းပြီးပေါ်တူဂီအတွက်ချီပါကိုသွင်းယူပေးခဲ့ပါတယ်။ဒီကောရဲဒိုအတွက်ကွာဘလာသမိုင်းနဲ့ရှောင်းရှုံးတဲ့အဆင့်မှာသွင်းယူနိုင်ခဲ့တဲ့ပထမအဆုံးသောဂိုးဖြစ်လာခဲ့ပြီးအသက်47နှစ်အရွယ်နဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်ကွာဘလာရှုံးတဲ့အဆင့်မှာဂိုးသွင်းနိုင်တဲ့အသက်ကြီးဆုံးကစားမအဖြစ်သမိုင်းသေးရေးထွန်းနိုင်ခဲ့ပါတယ်။ချီပါကိုရရှိခဲ့ပြီးတဲ့နောက်ပွဲအပိုပြီးတော့ပြင်းထန်လာခဲ့ပြီးပွဲချိန်85မိနစ်မှာခရိုအေးရှားကွင်းလယ်လူကိုပါစစ်ရဲ့ပြင်းထန်တဲ့ဝေးကန်ချက်ကဂိုးတိုင်ထိမှန်ခဲ့တယ်လို့ထွက်လာတဲ့ဘောလုံးကိုထပ်ဆင့်ကန်သွင်းရမှာလဲပေါ်တူဂီကိုသမားကော့စတာကလည်းစွမ်းပြကာကွယ်သွားခဲ့ပါတယ်။ပွဲချိန်မိနစ်80ဝန်းကျင်မှာခရိုအေးရှားဘက်ကလူငယ်ကစားမလူကာဆူစစ်ကဂိုးသွင်းနိုင်ခဲ့ပေမဲ့လူချွန်မောဖြစ်နေတော့ဂိုးဖြင့်အတိမတ်ပြုခဲ့ပါဘူး။အဲနောက်မှာပေါ်တူဂီနီးပြဟာရဲဒိုကိုလူစားထုတ်ပြီးရိုဘင်နေဗက်စ်ကိုထည့်သွင်းကကွင်းလယ်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ပွဲချိန်မိနစ်90ပြည့်လို့နာကျင်ချိန်ကို10မိနစ်ပေးထားချိန်ပွဲချိန်94မိနစ်မှာတော့ရာဖေးလီအောင်ကဘယ်တောင်ပိုင်းကနေဖျက်တင်ပေးလိုက်တဲ့ဘောလုံးကိုလူဆောင်ရဲ့တိုင်းစစ်မှုကာလိုရာမို့စ်ကခရိုအေးရှားနောက်ခံလူတွေကြားကနေခုံတက်ကောင်းတိုက်ကပေါ်တူဂီအတွက်အဖိုးတန်နိုင်ကိုသွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့ပွဲအရှိန်ကဒီနေရာမှာနေရတက်မသွားပဲအချိန်ပေါ်73မိနစ်မှာအားအသင်းစရာထပ်ပြခဲ့ပါတယ်။ခရိုအေးရှားဘက်ကပနတီစီးတဲ့ကိုဖျက်တင်ပေးလိုက်တဲ့ဘောလုံးကနေတစဉ်ရုံးရင်းဆန်ကန်ဖြစ်ပွားခဲ့ပြီးကဘာဒီယိုကဂိုးသွင်းယူခဲ့လို့ခရိုအေးရှားပရိသတ်တွေအုံးချွတ်အောင်ဝဲခံခဲ့ကြပါတယ်။ဒါပေမဲ့ကွင်းလယ်လူကြီးကဗေယာကနေပြန်လည်စစ်ဆေးပြီးဂိုးကိုပယ်ဖျက်ခဲ့ပါတယ်။မိမိညာပိုင်းဆိုင်ရာစစ်ဆေးချက်တွေအရဖျက်တင်မောစတင်လာတဲ့အချိန်မှာပါလာစစ်ကလူမချုံခဲ့ပေမဲ့ဘောလုံးကခရိုအေးရှားတိုင်းစစ်မှုမာတာနိုဘေးရဲ့စပင်ကိုအနေငယ်ပုတ်တိုက်သွားခဲ့တာကိုဘောလုံးတဲကအနိပညာမြင့်ချက်ပြားတွန်းကမှုစနစ်နဲ့အတန်ဖေးစနစ်တွေကထောက်ပြနိုင်ခဲ့ပါတယ်